ဒီဗီဒီယိုလေးကကိုဒါဇက်တီအင်ဂျင်ကိုပိုင်ဆိုင်ထားတဲ့တောင်သူဦးကြီးတိုင်းကြည်တဲ့ဗီဒီယိုလေးဖြစ်တာမို့အဆုံးထိကြည့်သွားပြီနော်ပထမဆုံးတစ်ချက်အနေနဲ့ရေတိုင်ကြီးအရေးပေးစနစ်ကိုစစ်ဆေးပေးရပါမယ်။နိုင်လေးကအသုံးပြုပြီးတဲ့အခါတိုင်းမှာရေတိုင်ကြီးထဲမှာရှိတဲ့ရေတွေကိုတစ်ချိန်ဖောက်ချပြီးတော့လဲလှယ်ပေးရပါမယ်။ဒုတိယတစ်ချက်အနေနဲ့အင်ဂျင်ကိုစတင်အသုံးမပြုခင်မှာအင်ဂျင်ဝိုင်ကိုစစ်ဆေးပေးရပါမယ်။အင်ဂျင်ကိုဝယ်ပြီးတဲ့အချိန်ကနေစပြီးတော့စတင်အသုံးပြုတဲ့နိုင်90မှာအင်ဂျင်ဝိုင်ကိုစတင်ပြီးတော့လဲလှယ်ပေးရမှာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာဆိုလို့ရှိရင်တော့နိုင်100ကြာပြီးတိုင်းဒါမှမဟုတ်လို့ရှိရင်လည်းတစ်လတစ်ကြိမ်အင်ဂျင်ဝိုင်ကိုလဲလှယ်ပေးခြင်းအပြင်အင်ဂျင်ကိုထိန်းသိမ်းပေးလို့ရပါတယ်။တတိယတစ်ချက်အနေနဲ့အင်ဂျင်ကိုအသုံးမပြုခင်မှာလေးစစ်စကားကိုထိန်းသိမ်းဆောက်ရှောက်ပေးရပါမယ်။ကိုကအင်ဂျင်ကိုဖုံထူတဲ့နေရာတွေမှာအသုံးပြုထားတယ်ဆိုလို့ရှိရင်တော့တစ်ပတ်တစ်ကြိမ်စစ်ဆေးတန့်စင်ခြင်းကိုလှုပ်ဆောင်ပေးသင့်ပါတယ်။ပုံမှန်ထိန်းသိမ်းဆောင်ရှောက်မှုအနေနဲ့လေးစစ်စကားကိုနိုင်100ကြာဒါမှမဟုတ်လို့ရှိရင်လည်းတစ်လတစ်ကြိမ်စေကြောတန့်ရှင်းခြင်းကိုလှုပ်ဆောင်ပေးခြင်းအပြင်အင်ဂျင်ပုံမူခိုင်ခန့်ပါလိမ့်မယ်။တတိယတစ်ချက်အနေနဲ့စက်မှာပါဝင်တဲ့ဘတ်ကြိုးလေးတွေကိုစစ်ဆေးထိန်းသိမ်းပေးရပါမယ်။စက်ကိုအသုံးမပြုခင်10-15မီလီမီတာအကွာအဝေးမှာဘတ်ကြိုးကိုချိန်ညှိပေးထားရပါမယ်။နောက်ပြီးတော့ကိုယ့်ရဲ့အသုံးပြုပေါ်မှာမူတည်ပြီးဒါမှမဟုတ်လို့ရှိရင်လည်းနိုင်2000အသုံးပြုပြီးတဲ့အခါတိုင်းမှာဘတ်ကြိုးကိုလဲလှယ်ပေးရပါမယ်။နောက်ဆုံးတစ်ချက်အနေနဲ့စက်ကိုအသုံးမပြုခင်မှာစီစစ်စကားကိုထိန်းသိမ်းပေးရမှာဖြစ်ပါတယ်။စီစစ်စကားကိုနိုင်100အသုံးပြုပြီးတိုင်းမှာအတန်ရှင်းစေကြောခြင်းကိုလှုပ်ဆောင်ပေးရပါမယ်။နိုင်300ကြာအောင်အသုံးပြုပြီးပြီဆိုရင်တော့စီစစ်စကားကိုအသစ်လဲလှယ်ပေးရပါတော့မယ်နော်။အရေးကြီးဆုံးအချက်အနေနဲ့စီတိုင်ကြီးအတွင်းထဲမှာရေငွေ့တွေမဝင်ဖို့ဆိုလို့ရှိရင်စက်ကိုအသုံးပြုပြီးတဲ့အခါတိုင်းမှာဆိုရင်စီတိုင်ကြီးရဲ့ကိုစီအပြည့်ဖြည့်ထားဖို့မမေ့နဲ့နော်။ကျေးဇူးတင်ပါတယ်ရှင်။ဒါလေးကတော့ကိုဘိုတာရဲ့ဇက်တီအေဂျင်လေးကိုအခြေခံထိန်းသိမ်းနည်းလေးကိုမျှဝေပေးတာပဲဖြစ်ပါတယ်။ကြိုင်းနဲ့တက်တယ်ဆိုရင်တော့အသေးလေးပေးခဲ့ပြီနော်။ကျေးဇူးပါ။